Aurora ရဲ့ animation မှာသူပုတ်နေတဲ့သူကဘယ်သူလဲအဲ့လိုပုတ်နေတဲ့သူကိုသတိထားမိကြလားဗျအားလုံးမင်္ဂလာပါအားလုံး gaming ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ဗျဒီနေ့တော့ကျွန်တော်တို့ hero Aurora ရဲ့ intro animation အဆုံးမှာသူ့ရဲ့အနောက်ကပလင်ကြီးကိုပုတ်နေတာကိုတွေ့ရပါတယ်အဲ့လိုပုတ်နေတဲ့သူကဘယ်သူလဲလို့ကျွန်တော်တို့လာမေးကြတဲ့မိကုန်းလေးတွေကိုဖြေရင်းနဲ့ Aurora ရဲ့ဘဝဆက်ကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျဒါကြောင့်မလို့ Aurora ကဘာတွေဖြစ်ခဲ့လဲသူ့ဘဝဆက်ကြောင်းကဘယ်လိုလဲဆိုတာကိုကျွန်တော်တို့အတူတူစလိုက်ရအောင် Mobile Legends game ဖြစ်တည်လာတဲ့ Land of Dawn game ကဘာကြီးရဲ့မြောက်ဖက်အစွန်မှာဆိုရင်တော့ Northern Bay ဆိုတဲ့နေရာတည်ရှိပါတယ် Northern Bay ကရေခဲတွေအမြဲဖုံးနေတဲ့အေးဆုံးနေရာတစ်ခုဖြစ်တဲ့အပြင် Northern Bay ရဲ့ရာသီဥတုဆိုရင်အရန်ကိုဆိုးရွားလွန်းတဲ့အတွက်ကြောင့်မလို့ဒီဒေသမှာဆွေစဉ်မျိုးဆက်လာနေကြတဲ့သူတွေကလွဲလို့ရှိရင်အပြင်လူတွေရှင်သန်ဖို့ခက်ခဲတဲ့နေရာတစ်ခုဖြစ်ပါတယ် Northern Bay ရဲ့အနောက်မြောက်ဖက်မှာတော့မျှော်စင်ကြီးတစ်ခုရှိပါတယ်အဲ့ဒီမျှော်စင်ကိုတော့ Queen Speed လို့ခေါ်ပြီးတော့ဒီနေရာကအရန်အေးတဲ့အတွက်ကြောင့်မလို့တာမန်လူတွေခြေမချနိုင်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ဗျာဒီ Queen Speed ဆိုတဲ့နေရာမှာကျွန်တော်တို့ hero Aurora ကိုမွေးဖွားခဲ့တာပါ Aurora ကိုလေမုန်တိုင်းတွေတိုက်ခတ်နေတဲ့အချိန်မှာမွေးဖွားခဲ့ပြီးတော့သူမွေးကလေးကရေခဲတွေနှင်းတွေကိုထိန်းချုပ်နိုင်တဲ့သူဖြစ်ခဲ့ပါတယ် Aurora ဟာဘရင်သမီးဖြစ်တဲ့အပြင်မွေးကလေးကရေခဲနဲ့နှင်းကိုထိန်းချုပ်နိုင်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့တော်ယုံလူတွေကတော့ကြောက်ရပါတယ်အဲ့ဒီတုန်းက Northern Bay ကအရန်ကိုအေးချမ်းသာရတဲ့နေရာလေးဖြစ်ခဲ့ပါတယ် Northern Bay မှာနေတဲ့သူတွေကတိုက်ခိုက်ရတာကိုသဘောကျပြီးတော့တိုက်ပွဲဝင်ရင်သေရတာဟာအမြင့်မြတ်ဆုံးဆိုပြီးတော့ခံယူထားကြပါတယ်သူတို့အချင်းချင်းတယောက်နဲ့တယောက်တပ်ပုတ်တဲ့ပွဲတွေနပန်းပွဲတွေအလေးမားတဲ့ပြိုင်ပွဲတွေကျင်းပတတ်ပြီးတော့အတော့အစားဝါသနာပါကြတယ်လို့ပုံမြင်နေတဲ့ကြပြားတွေရေးသားနားထောင်ရတာကိုနှစ်သက်ကြပါတယ်ဒီလူနဲ့ပျော်လိုက်ပါလိုက်လက်ဝှေ့ထိုးလိုက်နဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြတဲ့ရေခဲပြင်လူသားတွေကဘာပူပန်မှုမှမရှိဘဲနေလာခဲ့ကြတာတဖြည်းဖြည်းနဲ့ Aurora လေးအရွယ်ရောက်လာခဲ့ပါတယ်ဒါကြောင့် Aurora ဟာမြောက်ဖက်ပိုင်း Northern Bay ရဲ့ဘရင်မအဖြစ်အုပ်ချုပ်တာဝန်ယူရတဲ့အပြင် Frozen Sea လို့ခေါ်တဲ့ရေခဲပင်လယ်ကိုထိန်းချုပ်ထားသူဖြစ်ပြီးတော့လမ်းတော်ကိုကာကွယ်စောင့်ရှောက်နေတဲ့အဆောင်အရှောက်ဖြစ်လဲတာဝန်ယူရပါတယ်။ Northern Bay ကလူတွေပျော်လိုက်ပါလိုက်လုံနေပေမဲ့ Aurora ကတော့တနေ့မှာသူတို့လမ်းတော်ကဘာကိုချင်းချောက်မဲ့ကျူးကျော်သူတွေလာမယ်ဆိုတာကိုကြိုပြီးတော့သိနေခဲ့ပါတယ်။ဒါကြောင့်မလို့သူက Northern Bay ကသူ့ရဲ့စစ်တပ်ကိုအမြဲတမ်းအဆင်သင့်ပြင်ထားပါတယ်။ဒီလိုနဲ့အချိန်တွေတွဲကုန်သွားပြီးတဲ့နောက်မှာတော့ Aurora စိုးရိမ်တဲ့အရာတကယ်ဖြစ်လာခဲ့ပါတယ်။ဒါကတော့လမ်းတော်ရဲ့အပြင်ဘက်တခြားဂျိုသားတွေကလမ်းတော်ကိုကျူးကျော်ဖျက်ဆီးပါတော့တယ်။အဲ့လိုဖျက်ဆီးတဲ့ဂျိုကောင်တွေကိုဥဆောင်တဲ့သူကတော့ကျွန်တော်တို့ hero ဇက်ပါ။ဇက်ဟာလမ်းတော်အပြင်ဘက်မှာရှိတဲ့ Castian ဂျိုဘော်ကဂျိုသားတစ်ယောက်ဖြစ်ပါတယ်။ဇက်ဟာစွမ်းတို့ခေါ်တဲ့အကောင်တွေကိုထုတ်ပြီးတော့ငကားငွေတန်ထဲမှာနေမြေကျူးကျော်စစ်တွေဆင်နွှဲခဲ့ပါတယ်။နောက်ပြီးတော့အာကာသမှာနေမြေကျူးကျော်တာအားမရလို့လမ်းတော်ရဲ့မြေပေါ်မှာလာပြီးတော့နေမြေကျူးကျော်ပါတော့တယ်။စွမ်းလို့ခေါ်တဲ့သူ့ရဲ့အကောင့်တွေကိုလမ်းတော်တစ်ဝိုက်ကျဲလိုက်တဲ့အခါမှာတော့အဲ့မှာနေတဲ့သူတွေကယောဂဘောင်းစုံဖြစ်ပွားပါတော့တယ်။ဇက်ရဲ့အကောင့်တွေကိုထိတဲ့သူမှန်သမျှယောဂတွေဖြစ်ပြီးသေကြေပျက်စီးကုန်ပါတယ်။ဒီလိုနဲ့ဇက်တို့ဂျိုသားတွေဟာလမ်းတော်နယ်မြေကျူးကျော်စစ်တွေဆင်နွှဲခဲ့ကြပါတယ်။ဇက်တို့အဖွဲ့ရဲ့လမ်းတော်နယ်မြေအနှံ့ကျူးကျော်ခံရတဲ့တဲမှာ Aurora တို့ Northern Bay လည်းပါဝင်ခဲ့ပါတယ်။ Aurora တို့ကကြိုတင်ပြင်ဆင်ထားတဲ့အတွက်ကြောင့်မလို့ဇက်တို့ကိုပြန်ပြီးတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဇက်တို့ဘက်ကဂျိုကောင်တွေဆိုတော့နိုင်အောင်မတိုက်နိုင်မဲနဲ့အကောင်ကိုသွားထိနာတဲ့ယောဂဖြစ်ပြီးတော့တေချေကုန်ကြပါတယ်။ဒါကြောင့်မလို့ဘရင်မကြီး Aurora ဟာ Monian Emperor ကိုစစ်ကူတောင်းပါတော့တယ်။ Monian Emperor က Aurora တို့နယ်မြေကိုစစ်ကူဖို့ချိုင်ဝမ်ကသူရဲကောင်းတစ်ယောက်ဖြစ်တဲ့ Tobias လို့ခေါ်တဲ့လူငယ်လေးကိုဥဆောင်စေပြီးတော့စစ်တပ်တက်ကို Aurora တို့စီပို့ပေးခဲ့ပါတယ်။ဒီလိုနဲ့ Tobias တို့ဥဆောင်တဲ့ Monian တပ်နဲ့ Aurora တို့ရေခဲမှော်တပ်တွေက Frozen Sea ရေခဲပင်လယ်ပြင်မှာတိုက်ပွဲပေါင်းများစွာဆင်နွှဲပြီးတော့ခုခံစစ်တွေဆင်နွှဲခဲ့ကြပါတယ်။ Tobias တို့တပ်တွေကလက်နက်နဲ့တိုက်ပြီးတော့ Aurora တို့ကတော့နှင်းမုန်တိုင်းတွေရေခဲပင်လယ်တွေဖန်တီးပြီးတော့ဇက်ကိုတိုက်ခတ်ခဲ့ပါတယ်။အဲ့လို Tobias တို့တပ်ဖွဲ့နဲ့ Aurora တို့တပ်ဖွဲ့တွေအတူတူရှင်တိုက်ကြတာအချိန်ကြာလာတဲ့နောက်မှာတော့ Aurora နဲ့ Tobias တို့ဟာအချင်းချင်းတန်ရောစင်ဖြစ်ပြီးတော့လူငယ်သဘာဝချစ်သူတွေဖြစ်သွားခဲ့ပါတယ်။သူတို့ချစ်သူတို့တူတူတိုက်ခဲ့တာတကြောင်တိုက်ရိုက်ခိုက်ကောင်းတာတကြောင်ကြောင့်ဇက်တို့သိမ့်ပိုက်ထားတဲ့နယ်မြေတော်တော်များများကိုသိမ့်ပိုက်နိုင်ပြီးတော့ဇက်တို့ကလည်းအရေးနှိမ့်ပြီးတော့ Northern Bay ကထွက်ပြေးခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ Aurora နဲ့ Tobias တို့ဟာဇက်နဲ့တိုက်မဲ့နောက်ဆုံးစစ်ပွဲပြီးရင်ဒီ Northern Bay မှာပဲနှစ်ယောက်တူတူလက်ထပ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နေကြမယ်လို့ဂရုသစ္စာပြုခဲ့ပါတယ်။နှစ်နဲ့ငယ်ကြာလာပြီးတဲ့နောက်မှာတော့ဇက်တို့တပ်ဖွဲ့ဟာပို့ပြီးတော့စွမ်းအားကြီးတဲ့အကောင်တွေ
အစွမ်းနေနဲ့တစ်ချိန်ကသူကြာဆုံးခဲ့တဲ့ရေခဲပြင်ဒေသနော်သန်ဘေးကိုသူကိုယ်တိုင်ဥဆောင်ပြီးတော့ပြန်တိုက်ခိုက်သိမ်းပိုက်ပါတယ် 2BS ဥဆောင်တဲ့မိုနီယန်သူရဲကောင်းတွေနဲ့ Aura တို့တပ်ဖွဲ့တွေကဇက်တို့ကိုအပြင်းထန်တိုက်ခိုက်ခဲ့ကြပါတယ်ဒါပေမဲ့အခုတိုက်ပွဲကအရင်တော့တိုက်ပွဲတွေလိုထင်သလောက်မလွယ်တော့ပါဘူးဇက်ရဲ့အကောင့်တွေဟာအရင်အထက်အင်အားကြီးတဲ့အတွက်ကြောင့်မလို့မိုနီယန်တပ်ဖွဲ့တွေအကြအဆုံးများခဲ့ပါတယ်အဲဒါကြောင့် Aura ဟာသူ့မှာရှိတဲ့မှော်စွမ်းအားတွေအကုန်လုံးကိုသုံးပြီးတော့သူ့ရဲ့ဘယ်ဘက်လက်ကိုရေခဲသားအဖြစ်ပြောင်းလိုက်ပါတယ်ရေခဲသားပြောင်းထားတဲ့လက်နဲ့ပဲဇက်ရဲ့ဘိုက်ကိုတခါတည်းထိုးဆိုင်လိုက်ပါတယ်Aura ရဲ့ထိုးနှက်မှုကြောင့်ဇက်ကဒဏ်ရာအကြီးကျယ်ရသွားခဲ့တယ်လို့ Aura ရဲ့လက်ကလည်းလောင်ကျွမ်းပျက်စီးသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဇက်ကလည်းသူ့မှာရှိတဲ့အပြင်းထန်ဆုံးစွမ်းအားတွေကိုသုံးပြီးတော့ Aura စီပြစ်လွတ်လိုက်ပါတယ်။ဇက်ပြုတ်လွတ်လိုက်တာကို 2BS ကမြင်တဲ့အတွက်ကြောင့်မလို့ Aura ရှေ့ကနေခံပြီးတော့ 2BS ကျဆုံးသွားခဲ့ပါတယ်။ဇက်ကလည်းဒီဒဏ်ရာကြောင့်ဇက်မတိုက်နိုင်တော့ဘဲနဲ့သူ့ဂျိုသူပြန်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဇက်ကလည်း Northern Bay ကိုမလာရဲတော့တယ်လို့တိုက်ပွဲကြီးကလည်းပြီးဆုံးသွားခဲ့ပါတယ်။ဒီတိုက်ပွဲရဲ့ရလဒ်အနေနဲ့ကတော့ Aura ကသူ့ရဲ့လက်ထပ်ဆုံးရှုံးခဲ့ရတယ်လို့သူ့ချစ်သူ 2BS ကလည်းတိုက်ပွဲမှာအသက်ပေးခဲ့ရပါတယ်။ Aura အတွက်ကတော့အရင်အနည်းတော်တော်ကြီးပါတယ်။ Agent နဲ့တစ်ချိန်ကျရင်သူနဲ့ 2BS လက်ထပ်ပြီးတော့ Northern Bay မှာ AACC နေမဲ့လေတွေကအိမ်လဲပျက်စီးသွားခဲ့ပါတယ်။တိုက်ပွဲကြီးပြီးသွားတဲ့အခါမှာ Magic Academy က Aura ကိုကြောင်းအုပ်ကြီးလုပ်ဖို့ခံလန်းခဲ့ပါသေးတယ်။ Aura ဟာကြေကွဲဝန်းနေခဲ့ရတဲ့ကြောင့်ဒီယာတို့ကိုညှင်းဆန်ခဲ့ပါတယ်။ Aura ဟာဝမ်းနဲ့ကြွေကွဲပြီးတော့သူ့ရဲ့ချစ်သူကိုဂုဏ်ပြုတဲ့အနေနဲ့ရေခဲနဲ့သူ့ရဲ့ချစ်သူ 2BS ရဲ့ပုံတူကိုအမှတ်တရရေခဲနန်းပလင်ထူထားခဲ့ပါတယ်။သူ့ရဲ့ intro animation မှာပို့နေတဲ့ပလင်ကြီးကိုရေခဲနန်းပလင်လို့ခေါ်ပြီးတော့တိုက်ပွဲမှာကြာဆုံးခဲ့တဲ့သူ့ရဲ့ချစ်သူ 2BS ပုံတူကိုအမှတ်တရဖန်တီးထားတာဖြစ်ပါတယ်။အဲ့ဒီအချိန်ကစပြီး Aura ဟာဝမ်းနဲ့မှုတွေအထီးကျန်မှုတွေနဲ့တိတ်ဆိတ်သွားခဲ့ပြီးတော့တစ်ချိန်မှာသူ့ချစ်သူကိုပြန်ရှင်တန်စေဖို့နီးလန်းနဲ့ဇက်ကိုလက်စားချေဖို့ကိုပဲ Northern Bay မှာစောင့်မျှော်နေပါတော့တယ်ဗျာ Tobias will soon be back too. ကဲဒီဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ပဲရပ်ထားပြရစီခင်ဗျာကျွန်တော်တို့ Alu Gaming Channel မှာဆိုရင် Mobile Legends Game နဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်း Alu ပုတ်တင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Channel ကို Subscribe လုပ်ပေးတာဖို့မြတ်တာရက်ခံပါတယ်အဆုံးထိကြည့်ရှုပေးတဲ့တငယ်ချင်းတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ